ယူနီယောရဲ့ဘောခီလာဟာဘယ်လိုများကွေးထွက်သွားနိုင်တယ်လဲဆိုတာကိုဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ပါတယောက်ကအချင်းကိုပေါ်ပေါ်တန်တန်သဘောထားတယ်နောက်တစ်ယောက်ကတော့အချင်းကိုအရန်အားလုံးထပ်ပိုတန်ဖိုးထားတယ်သူတို့ရဲ့အသွေးခေါ်လေးတစ်ခုကသူတို့ဘဝတွေကိုဘယ်လောက်ထိကွာခြားသွားစေမလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီမိကုန်းကကျွန်တော်တို့အားလုံးတစ်ခါမဟုတ်တစ်ခါတော့တွေးဖူးကြမယ်မိကုန်းတစ်ခုပါတလက်သုံးသွင်းမရပြီးအချိန်မရှိဘူးအလုပ်တွေရမ်းများတယ်လို့အမြင်ကြီးနေတဲ့သူတယောက်ရှိတယ်တစ်ဖက်မှာကျတော့တလက်ကိုသိန်းတရာဝင်ငွေရှိပြီးမိသားစုနဲ့အေးဆေးဆေးအနားယူချိန်နေရှိနေတဲ့သူတို့နဲ့ယောက်ျားကခြားနာချက်ကတကယ်တော့ကန်ဒီယာကြောင့်လုံးဝမဟုတ်ပါဘူးအကြီးကကြတဲ့အတွေးခေါ်တစ်ခုတည်းကြောင့်ပဲထိပါတယ်ဟုတ်ပါတယ်အထီးကကွာခြားချက်ကသူတို့အချိန်ဆိုတဲ့အရာကိုဘလူးမြင်တယ်လဲဆိုတာပါပဲတယောက်ကအချိန်ကိုကုံသွားရင်ဖြီလို့ဆိုပြီးတုံးဆွဲနေချိန်မှာနောက်တစ်ယောက်ကတော့အချိန်ကိုရွှေတိုက်ကြီးတစ်ခုလို့တန်ဖိုးထားတယ်ကဲဒီမြင်မတူညီမှုလေးတစ်ခုကတို့လည်းဘွားလန်းကြောင်တွေကိုဘလို့များဖြောင်းဖြောင်းကြီးစန့်ကျင်ဘက်ဖြစ်သွားစေလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့လူကြော်တော်များကိုယ်တိုင်အောင်တတိမထားမိပဲကြာရောက်နေတတ်တဲ့လမ်းကြောင်းအကြောင်းကိုရင်ပြပြချင်ပါတယ်ဒါကိုတော့အချိန်ထောင်ချောင်းလို့ခေါ်ကြပါတယ်အဓိကအချက်ကဒါပါပဲအချင်းကိုတန်ဖိုးမရှိဘူးလို့မြင်တဲ့သူနဲ့အချင်းကိုအဖိုးတန်ဆုံးပိုင်ဆိုင်မှုဖြစ်မြင်တဲ့သူဒီတွေးခေါ်တစ်ခုတည်းကပဲလုံးဝကိုကွဲပြားခြားနားတဲ့ဘဝနှစ်ခုကိုဖန်တီးလိုက်တာပါကဲဒီလိုဖြစ်ပြမြောက်ကကြုံဖူးကြလားပစ္စည်းတစ်ခုကို9000ကျပ်တတ်တာဖို့အတွက်နဲ့ဟိုဆိုင်ပြေးလိုက်ဒီဆိုင်သွားလိုက်နဲ့နှစ်နိုင်လောက်အချိန်ကုန်ခံတီးလိုက်ရှာတယ်နောက်ဆုံးတော့ပတ်စံချွေတာလိုက်နိုင်လို့ခဏလောက်တော့ပြောသွားနိုင်တာပေါ့ဒါပေမဲ့အဲ့ဒီနောက်ကွဲမှာကျွန်တော်တို့မမြင်နိုင်တဲ့ပေးဆက်မှုကြီးတစ်ခုရှိနေတယ်ဆိုတာကိုသတိထားမိရလားချင်းခွင်တစ်ဖက်မှာကချက်ချင်းလက်ငင်းမြင်နေရတဲ့ငွေ9000ကျပ်နောက်တစ်ဖက်မှာကတော့အနာဂတ်မှာပိုရီးမားတဲ့အခွင့်အရေးတွေယူဆောင်လာပေးနိုင်မဲ့အဖိုးတန်နန်းနာတွေပါဒီတော့ပြန်စဉ်းစားကြည့်ရအောင်ဘယ်ဟာကပိုတန်ဖို့ရှိတယ်လဲဒီနနာရီကိုသာကိုယ့်ရဲ့ဝင်ငွေတိုးတက်ဖို့ကိုယ့်ရဲ့အသိပညာတိုးပွားဖို့ဒါမှမဟုတ်အားအင်ပလန်ဖြစ်ဖို့အတွက်အသုံးချခဲ့မယ်ဆိုရင်ပိုပြီးတန်ဖိုးရှိမှာမဟုတ်ဘူးလားဒါကိုအခွင့်အလန်းကုန်ကြစိတ်လို့ခေါ်ပါတယ်ဆိုလိုတာကငွေ9000ကျပ်ကိုရွေးချယ်လိုက်တဲ့အတွက်ဒီအဖိုးတန်အခွင့်အရေးတွေကိုစွန့်လွတ်လိုက်ရတာပါပဲဟုတ်ပြီဒါကတခါလေလုံးမိတဲ့အမှားတစ်ခုမဟုတ်တော့ပါဘူးဒါကတန်တရားတစ်ခုဖြစ်သွားတာပါကို့အချိန်ကိုတန်ဖိုးမထားတော့တန်ဖိုးနည်းတဲ့အလုပ်တွေနဲ့အချိန်ကိုရောင်းစားလေအချိန်မရှိတော့ကိုမြင့်တင်ဖို့ခွင့်ရမရဘူးဒီတော့ကို့အချိန်ရဲ့တန်ဖိုးကပို့ကျသွားတော့ဒီလိုနဲ့လွတ်လန်းမရှိတဲ့ထောင်ထုတ်ထင်းမှပိတ်မိနေတော့တာပါပဲဒါပေမဲ့ကောင်းတဲ့သတင်းကတော့ဒီထောင်6ထဲကနေလွတ်မြောက်နိုင်တဲ့လမ်းရှိနေတယ်ဆိုတာပါပဲအခုချမ်းသာတဲ့သူတွေရှောက်လန်းတဲ့ဒုတိယလမ်းကြောင်းအချိန်ကိုပိုင်ဆိုင်မှုအဖြစ်သတ်မှတ်တဲ့အသွေးခေါ်ကိုလေ့လာကြည့်ကြရအောင်ဒီနှစ်ခုရဲ့ခြားနားချက်ကရှင်းပဲပါပဲပထမအတွေ့အခေါ်ကအချင်းကိုတုံးပြီးပိုက်ဆံရှာတယ်ဒုတိယအတွေ့အခေါ်ကတော့ပိုက်ဆံကိုတုံးပြီးအချင်းကိုပြန်ဝယ်ယူပါရဟုတ်ပါပဲသူတို့အတွက်အချင်းဆိုတာအဖိုးတန်ဆုံး number 1ပိုက်ဆိုင်မှုပါပဲချမ်းသာတဲ့သူတွေအတွက်နေရလုံးဝပြောင်းပြန်ပါဥမာကိုတနာရဲ့တန်ဖိုးက1000ကျပ်ဆိုပါစို့အဲ့ဒီတော့9000ကျပ်တက်တာဖို့2နာရီအချိန်ကုန်ခံလိုက်တာဟာတကယ်တော့ပိတ်ဆံချွေတာလိုက်တာမဟုတ်ပါဘူးအဲ့ဒီ2နာရီမှာ2000တန်နဲ့အလုံးလုံးနိုင်ခွင့်ကိုဆုံးရှုံးလိုက်တာမို့တကယ်တမ်းမှာ1000ခွဲတိတိရှုံးထားတာပါသူတို့အတွက်ပိုက်ဆံဆိုတာတုံးဖြုံးဖို့တက်မဟုတ်တော့ပါဘူးသူတို့ရဲ့အဖိုးတန်ဆုံးပိုက်ဆိုင်မှုဖြစ်တဲ့အချင်းကိုပြန်ဝယ်ယူဖို့လက်နက်တစ်ခုဖြစ်လာပါတယ်အဲ့ဒီလိုဝယ်ယူလို့ရလာတဲ့အချင်းကိုတန်ဖိုးကိုပိုတက်စေမဲ့တင်ယူလေ့လာမှုတွေအနာဂတ်အတွက်စီမံကိန်းချတာတွေမှာပြန်ပြီးတော့ရင်းနှီးမြှုပ်နှံကြပါတယ်ကဲ theory တွေပြောတတ်ရက်ပြီးလက်တွေဘဝမှာဒီအတွေးခေါ်မှုဘလို့ပြောင်းလဲမလဲခေါ်တာကြည့်ရအောင်ဒီမှာတော့ဘဝကိုပြောင်းလဲနိုင်မယ်လက်တွေ့ချစ်အလိုက်လုပ်လို့ရတဲ့အဆင့်၄ဆင့်ရှိပါတယ်ဒီအဆင့်၄ဆင့်ကတစ်ဖက်အတွေးအခေါ်ကနေနောက်တစ်ဖက်ကိုကူးပြောင်းဖို့တရားတစ်ခုလိုပါပဲတစ်ခုချင်းစီကိုအသေးစိတ်ကြည့်လိုက်ကြအောင်ပထမဆုံးကိုအချိန်ကိုဈေးနှုန်းတစ်ခုတတ်မှတ်ရမယ်ပြီးရင်ကိုလုံးမဲ့အလုပ်တိုင်းကိုမလုပ်ခင်မှာမေးခွန်းတစ်ခုမေးပါဒီအလုပ်ကငါရဲ့တနားရီလောက်အခက်နဲ့တန်ရဲ့လားဥပမာတက်ကစီစီးတာကဘတ်စကားစီးတာကပုတ်ကုန်နိုင်ပေမဲ့အချိန်တနားရီချွေတာနိုင်မယ်အဲ့ဒီတနားရီမှာကိုလောက်အခက်ထပ်ပေါ်တဲ့ဓာတ်မိုးကိုဖန်တီးနိုင်မယ်ဆိုရင်တက်ကစီကိုပြက်ပြက်သားသားငါးစီးလိုက်ပါဒုတိယအဆင့်ကတော့အာမနာတတ်ဖို့ပါပဲအထူးသဖြင့်မြန်မာလူမျိုးတွေတဲ့ဒါကတော်တော်အရေးကြီးပါတယ်ကျွန်တော်တို့မှာအားနာတယ်ဆိုတဲ့စိတ်ရှိတယ်လေဒါပေမဲ့ကိုယ့်ရဲ့အဖိုးတန်အချင်းကိုဖြုံးတီးပြမဲ့အရေးမကြီးတဲ့ကိစ္စတွေကိုညှင်းဆွတ်တက်အောင်လေ့ကျင့်ဖို့လိုအပ်ပါတယ်ဒါကကိုယ့်အနာဂတ်ကို yes လို့ပြောလိုက်တာနဲ့အတူတူပါပဲ
နေ့တိုင်းဟုတ်ပါတယ်နေ့တိုင်းမှာကိုယ်အနာဂတ်အတွက်အနည်းဆုံးနေ့တိုင်းတည်တောင်ဖယ်ထားဖို့လိုပါတယ်အဲ့ဒီအချိန်ကိုပညာရက်တွေတင်ယူဖို့ရေရှည်အတွက်စီမံကိန်းတွေဆွဲဖို့အသုံးချပါဒီနေ့တိုင်းဟာလက်ရှိဖွားတန်တရာကနေရုံထွက်ဖို့အတွက်တခုတည်းသောလွတ်မြောက်ရေးတကားဖြစ်လာနိုင်ပါတယ် နောက်ဆုံးဆင့်ကတော့အလုတ်များတယ်ဆိုတာကိုဂုံယူတတ်တဲ့အကျင့်ကိုစွန့်လွတ်ဖို့ပါပဲအလုတ်ရှုနေတာကစ조사နေတယ်လို့မဆိုလိုပါဘူးအချိန်ကိုစီမံခန့်ခွဲမှုညံ့ဖြစ်နေတယ်ဆိုတဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်တကယ်ကျွမ်းကျင်သူတွေကအချိန်အနည်းငယ်နဲ့ရလက်ကောင်းတွေဖန်တီးတတ်ကြသူတွေပါအလုတ်လုပ်တဲ့နာရီကိုမဟုတ်ဘဲရလက်ကိုအာယုံစိုက်တတ်ဖို့အရေးကြီးပါတယ် ဒါမဲ့ဒီเจ้าရရဲ့အရင်နှစ်ကပိုက်ဆံတဲ့အချိန်ကိုစီမံခန့်ခွဲတာထက်ပိုနဲ့ရှိန်ပါတယ်တကယ်တမ်းမှာဒါကိုတံပိုးထားမှုနဲ့တက်ရိုက်သက်ဆိုင်နေတာပါ ဒါကတော့နည်းနည်းတော့နာကျင်စရာကောင်းတဲ့အမှန်တရားပါပဲကိုအချင်းကိုတန်ဖိုးမရှိဘူးလို့ခံစားနေရခြင်းဟာတကယ်တော့ကိုတန်ဖိုးမရှိဘူးလို့ခံစားနေရတာနဲ့တိုက်ရိုက်အချိုးကျနေပါပဲ ဒီလိုစိတ်နေစိတ်ထားကကိုယ့်ရဲ့တိုးတက်ရာလမ်းကြောင်းတွေကိုနှီးမျိုးစုံနဲ့ပိတ်ဆို့လိုက်ပါတယ်။လာစာတိုးဖို့မတောင်းရတော့ဘူး။မငင်းတဲ့ကိစ္စတွေကိုအားနာပြီးလက်ခံမိတယ်။ကိုယ့်အချင်းအတွက်တန်ရာတန်ကြေးကိုမတောင်းဆိုရတော့ဘူး။ဒီလိုနဲ့နောက်ဆုံးမှာတော့တကယ်ပဲအချင်းတန်ဖိုးမရှိလက်သူဖြစ်သွားပါတော့တယ်။ ကဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့လေးလိုက်ခဲ့တာတွေထဲကအရေးကြီးဆုံးအချက်ကိုပြန်ကောက်ကြည့်လိုက်ကြရအောင်ပိုက်ဆံကပြန်ရှာလို့ရတယ်အခွေအရေးတွေလည်းနောက်တစ်ခုပြန်ရှာလို့ရနိုင်တယ်ဒါပေမဲ့အချိန်ကတော့တစ်ခါကုန်သွားရင်ဘယ်တော့မှဘယ်နည်းနဲ့မှပြန်မရနိုင်တော့တဲ့တခုတည်းတော့အဖိုးနံပိုက်ဆိုင်မှုပါ ဒါကြောင့်ဖြုံတီးလိုက်တာဟာအချင်းသက်သက်မဟုတ်ပါဘူး။ရရှိနိုင်ခဲ့ပိုကောင်းတဲ့ဘဝတစ်ခုကိုပါဆွန့်လွတ်လိုက်တာနဲ့အတူတူပါပဲ။ဒီနေ့ကစပြီးချမ်းသာသူတွေလို့အချင်းကိုပြန်လဲစဉ်းစားကြည့်လိုက်ပါ။အဲ့ဒီအခါမှာပြောင်းလဲလာမှဝင်ငွေတစ်ခုတည်းမဟုတ်ပဲဘဝတစ်ခုလုံးရဲ့အလားအလာတွေပါဖြစ်လာမှာပါ။